Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကြော်ရလွယ်စားလို့ကောင်းတဲ့ကော်ဖီတုပ်ကြက်ဥအစင်းကြော်လေးကြော်ပြမှာဖြစ်ပါတယ်အားလုံးမီလေးနဲ့တူလိုက်ကြည့်ကြရအောင်နော်အရင်ဆုံးကြက်သွန်ဖြူ9မှွာကိုပပလေးလှီးပါမယ်ရှင်ပပလှီးပြီးလို့ရှိရင်တော့မီလေးတို့နောက်ထပ်တစ်ကြိမ်ကြိတ်ပြီးတော့ပြန်လှီးပါမယ်ရှင်ပြီးလို့ရှိရင်တော့မီလေးတို့ကော်ပီတုပ်ကိုလှီးပါမယ်ရှင်ကော်ပီတုပ်ကြတော့လိုအပ်တဲ့လောက်လှီးပေးပါရှင်မီလေးကြတော့ဒီပမာဏအတိုင်းလှီးထားပါတယ်ရှင်ပြီးလို့ရှိရင်တော့မီလေးတို့ဒီလှီးထားတဲ့ကော်ပီထုပ်ကို2ရေ3ရေဖြစ်စေအောင်ဆေးပေးပါရှင်ကဲအရင်ဆုံးစီထည့်ပါမယ်ရှင်စီကိုတော့အနှဲငယ်ပဲထည့်ပေးပါရှင်ပြီးတော့မီလေးတို့လှီးထားတဲ့ဒီကြက်သွန်ဖြူလေးကိုစီပူထဲမှာထည့်ပေးပါရှင်ပြီးလို့ရှိရင်တော့မှွေပေးပါရှင်အကြာကြီးမှွေစရာမလိုပါဘူးရှင်ကြက်သွန်ဖြူအနီရောင်တန်းလာပြီးဆိုရင်တော့မီလေးတို့ကြက်ဥထည့်ပေးပါရှင်ကြက်ဥကိုကြတော့မီလေး3လုံးထည့်ထားပါတယ်ရှင်ချက်ဥကိုထည့်ပြီးလို့ရှိရင်တော့မှွေပေးပါရှင်ချက်ဥကိုမှွေပေးပါရှင်ချက်ဥကိုကြတော့နည်းနည်းခက်ကြကြလေးမှွေပေးပါရှင်မှွေပြီးလို့ရှိရင်တော့အစီရော့သွားလို့ရှိရင်တော့မီလေးတို့ဒီလှီးထားတဲ့ကော်ပီထုပ်တဲကိုထည့်ပါမယ်ရှင်ကော်ပီထုတ်ထည့်ပြီးလို့ရှိရင်တော့မီလေးတို့ကြက်ဥနဲ့တမအောင်မှွေပေးပါရှင်အကယ်၍ကိုကကော်ပီထုတ်ကိုနည်းနည်းကျွတ်စားချင်လို့ရှိရင်တော့ခဏလေးကြော်ပေးပါရှင်အကယ်၍ကိုကကော်ပီထုတ်ကိုနုနုလေးစားချင်နေဆိုရင်တော့နည်းနည်းကြာကြာကြော်ပေးပါရှင်ပြီးလို့ရှိရင်တော့မီလေးတို့တကြားကိုဟင်းကက်စွန်းအနှဲငယ်ထည့်ပါမယ်ရှင်။ကောင်းဆိုင်ပဲငံပြရေးတစွန်းထည့်ပါမယ်ရှင်။ပဲငံပြရေးအကြီးတစွန်းထည့်ပါမယ်ရှင်။ခရုစီဟင်းကက်စွန်းအပြည့်ထည့်ပါရှင်။ပြီးလို့ရှိရင်တော့မီလေးတို့ပြန်မှွေပေးပါရှင်။အရတာကိုစိတ်ဝင်တဲ့ထိပြန်မှွေပေးပါရှင်။ပြီးလို့ရှိရင်တော့မီလေးတို့ငရုတ်ကောင်းမှုတ်ကိုထည့်ပေးပါရှင်။ငရုတ်ကောင်းမှုတ်ကြတော့ကိုနှစ်တက်တယ်လို့မျိုးထည့်လို့ရပါတယ်ရှင်ပြီးလို့ရှိရင်တော့နောက်တစ်ကြော့ပြန်မှွေပေးပါရှင်ခုဆိုရင်တော့ကြော်ပြီးလို့ပြီးပါပြီရှင်ဒီအစိမ်းကြော်လေးဆိုရင်တော့သမင်းချမ်းနဲ့စားလိုက်ဖက်တို့လို့စံပြုံးနဲ့လည်းစားလို့အရန်လိုက်ဖက်တဲ့အစိမ်းကြော်လေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်